မင်္ဂလာပါခင်ဗျာ BOH AV Training Series ကနေကြိုဆိုပါရစေဒီနေ့မှာ Corporate Meeting Room တစ်ခုရဲ့ AV System အကြောင်းလေ့လာသင်ယူကြမှာဖြစ်ပါတယ်ဒီသင်ခန်းစာမှာ Corporate Meeting ခန်းတစ်ခုမှာသုံးတဲ့ကိရိယာတွေကဘာတွေလဲဘာကြောင့်သုံးရတာလဲရှင်းပြထားပါတယ် Meeting Room အမျိုးအစားအသုံးပြုပုံနဲ့သုံးစွဲမဲ့ budget ကိုလိုက်ပြီးတော့တင့်တော်မှန်ကန်တဲ့ကိရိယာတွေကိုရွေးချယ်နည်းတွေလေ့လာရပါမယ်AV system တစ်ခုကို professional standard နဲ့ကိုက်ညီအောင်ဘယ်လိုဒီဇိုင်းလုပ်မလဲလေ့လာရပါမယ်။သုံးစွဲတဲ့သူအနေနဲ့ဒီ AV system အကြောင်း confident ဖြစ်နဲ့ဘယ်လိုဆက်သွယ်လှုပ်ဆောင်မလဲလေ့လာရပါမယ်။ Meeting room AV solution များက corporate များရဲ့ကြီးထွားလာနေတဲ့လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ပြီးတော့ပုံစံထုတ်တက်ဆင်မှုကောင်းမွန်မှုပေါ်မူတည်ပြီးတော့သုံးစွဲသူရဲ့စိတ်ကျေနပ်မှုကိုရယူနိုင်တာမို့အလုပ်အပြင်လဲထက်ကရရှိနိုင်စေမှာလည်းဖြစ်ပါတယ်။ Corporate Meeting Room တွေကိုတက်ရောက်တဲ့လူဦးရေပေါ်မူတည်ပြီးတော့အမျိုးအစားခွဲခြားနိုင်ပါတယ်။တက်ရောက်တဲ့သူ2ဦးကနေ4ဦးလောက်ပဲရှိတဲ့အစည်းအဝေးခန်းများကိုတော့ Huddle Room လို့ခေါ်ပြီးတော့ဒီအခန်းတွေကိုအချိန်တိုခက်သွက်ဆွေးနွေးတာမျိုး Zoom Meeting အတိုလေးတွေလုပ်တာမျိုးအထက်လူကြီးကိုဓာတ်ရိုက်တင်ပြတဲ့အကြောင်းအရာတချို့ကိုမတ်တက်ဆွေးနွေးသုံးသပ်တဲ့အစည်းအဝေးမျိုးအတိုလေးတွေလုပ်တဲ့နေရာမှာအဓိကသုံးပါတယ်တက်ရောက်တဲ့သူ4ဦးကနေ6ဦးလောက်ထိရှိတတ်တဲ့အစည်းအဝေးခန်းမျိုးကိုတော့ small meeting room လို့သတ်မှတ်ပြီးတော့အချိန်တင်ကြို booking လုပ်ရတဲ့ meeting မျိုးဝန်ထမ်းတွေရင်းနှီးချစ်ကြည်ရေးအခမ်းအနားမျိုးတစ်မျိုးထက်ပိုတဲ့နေရာတွေကတက်ရောက်သူတွေပူးပေါင်းတက်ရောက်ကြတဲ့အစည်းအဝေးမျိုးအတွက်သုံးပါတယ်တက်ရောက်တဲ့သူ10ဦးကနေ12ဦးလောက်ထိရှိတတ်တဲ့အစည်းအဝေးခန်းမျိုးကိုတော့ medium meeting room လို့ခေါ်ပြီးတော့ဌာနတွင်းအစည်းအဝေးတွေစီးပွားဘက်မိတ်ဆွေတွေတက်ရောက်ကြတဲ့အစည်းအဝေးတွေမှာသုံးလေရှိပါတယ်တက်ရောက်တဲ့သူ12ဦးကနေဦး20ထိရှိတတ်တဲ့အစည်းအဝေးခန်းမျိုးကတော့ large board meeting room လို့ခေါ်ပြီးတော့ management တွေပါဝင်တက်ရောက်တဲ့နှစ်ပတ်လည်အစည်းအဝေးခန်းသာရှင်းလင်းပွဲလိုအခမ်းအနားမျိုးလုပ်ငန်းဘက်ကုမ္ပဏီတွေချင်းချင်း video conferencing လုပ်တဲ့အခါမျိုးမှာသုံးပြပါတယ်တက်ရောက်တဲ့သူအယောက်20ထက်ပိုသွားပြီဆိုရင်တော့ training room conference room လို့ခေါ်ပြီးတော့ seminar နဲ့တလုံးသက်ပိုတဲ့ကင်မရာတွေတက်ဆင်ပြီးထပ်ဆင့်ထုတ်လွှင့်မှုတွေကိုပါလှုပ်ဆောင်လို့ရနိုင်ဖို့လိုအပ်တာဖြစ်ပါတယ် meeting room တစ်ခုအတွက် AV system design ကဘာကြောင့်အရေးပါတာလဲဆိုရင်ကောင်းမွန်တဲ့ဆက်သွယ်ပြောဆိုနိုင်မှုရရှိနိုင်ဖို့အရေးကြီးတာမို့အယုတ်အသံစနစ်တွေကြည်လင်ပြတ်သားနေစေဖို့အရေးကြီးပါတယ်တက်ရောက်သူအချင်းချင်းကြားပိုကောင်းတဲ့လက်တွဲလှုပ်ဆောင်နိုင်စေမှုရရှိဖို့ရာလိုအပ်တဲ့တူးစေပြည့်စုံနေဖို့လိုပါတယ်တက်ရောက်သူတွေတနေရာထဲမှာရှိနေစရာမလိုအပ်အောင်နေရာအနှံ့ကတက်ရောက်သူတွေကြားအကြားအလတ်မရှိပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေဖို့အရေးကြီးပါတယ်စနစ်အသုံးပြုနိုင်မှုချို့ယွင်းအားနည်းချက်နည်းနိုင်သမျှနည်းစေဖို့အရေးကြီးတာကြောင့်ပိုကောင်းတဲ့ဂုဏ်သတင်းတစ်ခုလည်းဖြစ်စေမှာဖြစ်ပါတယ်အကြားအလတ်မရှိချိတ်ဆက်လှုပ်ဆောင်နိုင်စွမ်းရရှိနေနိုင်စေတာမို့လုပ်ငန်းအောင်မြင်ဖြစ်ထွန်းမှုအတွက်မရှိမဖြစ်အသုံးကိရိယာတစ်ခုလည်းဖြစ်ပါတယ်အကယ်၍များအားနည်းချို့ယွင်းတဲ့ AV system တစ်ခုတက်ဆင်ထားမိခဲ့မယ်ဆိုရင်အစောပိုင်းမှာကုန်ကျစရိတ်သက်သာတယ်လို့ယူဆကြရရှိပေမဲ့လို့နောက်ွယ်မှာအဆင်မပြေတဲ့အစည်းအဝေးတွေဆွေးနွေးနေစဉ်အတွင်းမှာခဏပြုတ်ကျနေတဲ့ဗီဒီယိုကောတွေကြားရလားနဲ့ဆွေးနွေးရမယ့်အကြောင်းအရာပေါ်အာရုံစိုက်မှုရောကျစေတာတွေကြောင့် AV system တစ်ခုမကောင်းတာကြောင့်ဖြစ်စေတဲ့အားနည်းချက်တွေကမျက်စိနဲ့မမြင်လာပေမဲ့လို့နောက်ွယ်မှာတင်ဆိုးကျိုးတွေအင်မတန်မှများပါတယ်အစည်းအဝေးခန်းထဲကိုအေးသက်သာလေးဝင်လာမယ်ခလုတ်လေးတစ်ချက်နှိပ်မယ်အစည်းအဝေးစားဖို့လိုအပ်တာတွေအကုန်အလိုလျောက်စနစ်ကအလုပ်လုပ်သွားမယ်ဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲစဉ်းစားကြည့်ရအောင်ပါ meeting room တစ်ခုရဲ့ AV system မှာပါဝင်တဲ့အဓိကအရေးကြီးတဲ့အစိတ်ပိုင်းတွေကိုလေ့လာကြည့်ရအောင်ပါပထမဦးဆုံးကတော့အရုပ်ထုတ်ပေးနိုင်တဲ့ flat panel TV projector ဒါမှမဟုတ် LED စတဲ့ display ရှိပါမယ်ဒုတိယအနေနဲ့အသံထွက်ပေးနိုင်မဲ့ ceiling speaker တွေ wall mount speaker တွေနဲ့ sound bar အစရှိတာတွေရှိပါမယ်တတိယအနေနဲ့အသံဖမ်းယူပေးနိုင်မဲ့ tabletop microphone ceiling microphone wireless microphone ဒါမှမဟုတ် beamforming microphone စတာတွေရှိပါမယ်စတုထအနေနဲ့အရုပ်ဖမ်းပေးနိုင်မဲ့ USB camera PTZ camera ဒါမှမဟုတ် video conferencing ကိရိယာတွေရှိပါမယ်ပြင်စမအနေနဲ့အယုတ်အသံ signal တွေလိုအပ်တဲ့လမ်းကြောင်းကိုသယ်ယူပို့ဆောင်ပြောင်းလဲတိုးမြင့်နှိမ့်လျှော့စတာတွေလုပ်ပေးမဲ့ signal switcher ကိရိယာတွေရှိပါမယ်
စက်ထမအနေနဲ့အယုတ်အတန်တွေကိုဖွင့်တာပိတ်တာတိုးတာရှော့တာစတာတွေကိုသက်ဆိုင်ရာကိရိယာတစ်ခုချင်းစီကိုတွားနှိပ်နေစရာမလိုပဲ touch panel button panel ဒါမှမဟုတ် auto switching လုပ်ပေးနိုင်တဲ့ control interface တို့ရှိပါမယ်အယုတ်ထုတ်ပေးနိုင်တဲ့ display အပြင် harder room ကနေ medium meeting room အထိအနည်းဆုံး55လက်မကနေပြီးတော့68လက်မလောက်ထိရှိတဲ့ brightness ကောင်းတဲ့ large format display လို့ခေါ်တဲ့ flat panel display တွေသုံးစွဲဖို့အကြံပြုပါတယ်။ပတ်ဝန်းကျင်အလင်းအရန်တောက်တဲ့နေရာမဟုတ်ခဲ့ဘူးဆိုရင်တော့ထုတ်လွှတ်တဲ့အလင်းပမာဏ screen ကနေတက်ဆင်တဲ့နေရာအထိအကွာအဝေးပြင်ဆင်ထိမ့်သိမ့်မှုအတွက်စဉ်းစားချင့်ချိန်ပြီးတော့ projector တက်ဆင်ဖို့အကြံပြုနိုင်ပါတယ်။ boardroom လို့ခမ်းမကျယ်ကြီးလည်းဖြစ်တယ်ရုပ်ထွက်လည်းအကောင်းဆုံးဖြစ်စေခြင်းနဲ့ဆိုတဲ့တက်ဆင်မှုမျိုးတွေအတွက်ဆိုရင်တော့ LED display တက်ဆင်သင့်ပါတယ်။ဘယ် display အကောင်းဆုံးဖြစ်မလဲရွေးတဲ့နေရာမှာတော့နံပါတ်1အခန်းရဲ့အကျယ်နံပါတ်2အခန်းထဲမှာရှိတဲ့ပတ်ဝန်းကျင်ရဲ့အလင်းနံပါတ်3ကြည့်ရှုတဲ့သူနဲ့ display အကွာအဝေးနံပါတ်4 resolution ဘယ်လောက်လိုမလဲဆိုတာတွေနဲ့သုံးစွဲမဲ့ budget ပေါ်မှာမူတည်ပြီးတော့ရွေးချယ်ဆုံးဖြတ်ရလေရှိပါတယ်အသံစနစ်အတွက်အသံဖမ်းပေးတဲ့ microphone ရွေးချယ်ရမှာတော့ small meeting room များအတွက်စပွဲတင် microphone medium ကနေ large meeting room များအတွက်ceiling or beam forming microphone တက်ဆင်ဖို့အကြံပြုလိုပါတယ်လိုအပ်သလိုပြုပြင်ပြောင်းလဲဖို့ဦးစားပေးတဲ့ meeting room များအတွက်ခဏခဏရွှေ့ပြောင်းတက်ဆင်လို့ရတဲ့ wireless mic တက်ဆင်ဖို့အကြံပြုပါတယ် beam forming microphone ကတော့အငြိမ်တက်ဆင်ထားပြီးတော့စကားပြောသူဘက်ကိုဦးစားပေးအသံဖမ်းပေးတဲ့စနစ်ပါဝင်တဲ့ microphone ဖြစ်ပါတယ် speaker တက်ဆင်ရမှာတခန်းလုံးအတွက်အသံညီညီမျှမျှထွက်ရှိရေးဦးစားပေးဖို့အတွက် ceiling speaker ကိုတက်ဆင်ကြပါတယ်အခန်းသေးများအတွက် sound bar တက်ဆင်ဖို့အကြံပြုနိုင်ပြီးတော့အခန်းကျယ်လာတာနဲ့မျှ wall mount speaker တက်ဆင်ပြီးအသံညီဖို့ညှိပေးရပါတယ်အခန်းတွင်း meeting table layout ပေါ်မှာမူတည်ပြီးတော့ speaker တွေတက်ဆင်ပုံကိုလက်ရောညီတွေတက်ဆင်ပေးဖို့လိုပါတယ် echo cancellation noise reduction နဲ့ level management စတာတွေလုပ်ဆောင်နိုင်နေဖို့အတွက် digital signal processing စနစ်တက်ဆင်ပေးရပါမယ်အများဆုံးဖြစ်ကြတဲ့အားနည်းချက်ကတော့ display ဘက်မှာအရန်ကောင်းမွန်ပြီးတော့အတန်ထွက်တာမကောင်းတာဖြစ်ပြီးတော့တကယ်အစည်းအဝေးကိုဒုက္ခအပေးဆုံးအကြောင်းအရာတွေထဲမှာအတန်စနစ်မကောင်းတာလည်းတစ်ချက်ပါဝင်တာကိုတွေ့ရှိရပါတယ် conferencing စနစ်တက်ဆင်ဖို့စီစဉ်ရမှာ Zoom ပဲဖြစ်ဖြစ် Microsoft Teams ပဲဖြစ်ဖြစ် Google Meet ပဲဖြစ်ဖြစ်ကြိုက်တဲ့ platform နဲ့သုံးစွဲနိုင်တဲ့ camera ဖြစ်စီဖို့စဉ်းစားတက်ဆင်ရပါမယ် USB conferencing camera တွေက harder room နဲ့ small meeting room များအတွက်အထူးသင့်တော်ပြီးတော့ကုန်ကျစရိတ်သက်သာစေပါတယ် Polycom တို့လို Cisco တို့လို Logitech Tab တို့လိုမျိုး video conferencing appliance များကတော့ပိုပရိုဆန်ပြီးတန်ကီအလုပ်လုပ်နိုင်တဲ့ series မျိုးလည်းဖြစ်ပါတယ်ကင်မရာမျိုးအစားရွေးချယ်ရမှာ harder room မျိုးအတွက် wide angle ရတဲ့ USB ကင်မရာတွေကအသင့်တော်ဆုံးဖြစ်ပါတယ် boardroom လိုအခန်းကျယ်များအတွက်တော့ pan tilt zoom ရတဲ့ PTZ ကင်မရာများအသင့်တော်ပြီးတော့ premium room များအတွက်ကတော့ AI based auto tracking ပါတဲ့ကင်မရာများကအထူးသင့်တော်ပါတယ် design တစ်ခုကိုတည်တည်ချာချာနားလည်ပြီးတည်ဆောက်နိုင်ဖို့က signal flow ကိုအဓိကနားလည်ထားဖို့လိုပါတယ်တက်ဆင်တဲ့ကိရိယာတွေအားလုံး signal format တူညီနေရပါမယ် resolution match ဖြစ်နေရပါမယ် latency အနည်းဆုံးဖြစ်ရပါမယ်စနစ်ရဲ့တနေရာကနေတနေရာကို signal flow ပြတ်တောက်မှုမရှိဘဲနဲ့စီးဆင်းစေနိုင်ဖို့အတွက် design တစ်ခုလုံးက commissioning လုပ်ရမှာအထူးသတိထားဖို့လိုပါတယ် room control တစ်ခုအနေနဲ့အခန်းတွင်းဝင်ရောက်လာတဲ့အခါမှာခလုတ်တစ်ချက်နှိပ်ုံနဲ့အစည်းအဝေးစတင်နိုင်စေဖို့လိုအပ်တဲ့ကိရိယာတွေကိုတခါတည်းအလိုလျောက်ဖွင့်တဲ့စနစ်ဖြစ်စေဖို့တက်ဆင်ရပါမယ် display တွေအလိုလျောက်ဖွင့်မယ်အသံစနစ်အလိုလျောက်ဖွင့်မယ် video conferencing system ကစတင်အသုံးပြုဖို့အဆင့်သင့်ဖြစ်နေရစေပါမယ် display ပေါ်ကိုတင်ဆက်ပြသတဲ့ content source selection ဘယ် source က content ကိုပြမလဲဆိုတာကို control system ပေါ်ကနေပြီးတော့ရွေးချယ်နိုင်စေဖို့လိုပါတယ်အစည်းအဝေးပြီးသွားတဲ့အခါမှာခလုတ်တစ်ချက်နှိပ်ုံနဲ့ကိရိယာတွေတစ်ခုချင်းလိုက်ပိတ်စီရမလို့ပဲတက်တောင့်တက်ကြနဲ့ပိတ်သိမ်းသွားနိုင်စေဖို့အတွက်လည်းလိုအပ်မှာဖြစ်ပါတယ်ဒီလိုမျိုး AV system design များကိုဘယ်ရွယ်စားစီဝေးပဲဖြစ်ဖြစ်လိုအပ်တဲ့အယုတ်အသံ control စနစ်များနဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့စနစ်တစ်ခုဖြစ်စေဖို့တိစောက်ပေးနိုင်ဖို့ဒီ meeting room AV system တစ်ခုအတွက်အရေးကြီးဆုံးချက်တစ်ခုလို့ဆိုနိုင်မှာဖြစ်ပါတယ်